မျိုးကျော်ရင် ကိုအာကာယေ ကိုမျိုးကျော်ရင် ကိုအာကာယေ ကိုမျိုးကျော်ရင် ပြစ်တီဦးယေ တောင်းတာငါမြန်ပြည်ဒီဦးနဲ့နိုင်တယ်ငယ်ငယ်ချောချောရောက်နေတော့လောက်ပါ ဟုတ် ငယ်ငယ်ချောချောလေး ကိုတိုင်ကိုယေ ဘယ်သူလဲ ကိုတိုင်ကိုယေ ဒီငါကိုတိုင်ရောအေးဟုတ်ပြီငါလည်းမင်းကိုပြန်ဝင်မယ်အစပြန်ခေါ်နာမည်လေးပြန်ခေါ် ကိုတိုင်ကိုယေ ကိုကျုံဖြိုးရင် ကိုတိုင်ကိုယေ ကိုကျုံဖြိုးရင် ကိုအာကာယေ ကိုမျိုးကျော်ရင် ခုတီးနေတော့ဘသူလေးလေခုတီးနေတော့ဘသူလေးလေ တိရသားနဲ့မင်းနေတာလားတိရသားနဲ့မင်းနေတာလား တိတ်ကျင်လုံးလုံးမင်းနေတာပေါ့တိတ်ကျင်လုံးလုံးမင်းနေတာပေါ့ ဆိုင်ဝိုင်းတဲ့ကရွှေစင်ဘူပါဆိုင်ဝိုင်းတဲ့ကရွှေစင်ဘူပါ ဒါကြောင့်မို့လဲကောင်းနေတာပဲဒါကြောင့်မို့လဲကောင်းနေတာပဲအဲ့ပါမလေးမေထာအာကာမေထာတီးလုံးမေထိုင်တာနင့်အိတ်ထိုင်တာမဟုတ်ဘူး ငါအဲ့ခါမလို့ပါကိုမျိုးကျော်ရင် ကိုအာကာယေ ကိုမျိုးကျော်ရင် ကိုအာကာယေ ကိုမျိုးကျော်ရင် ကိုအာကာယေ ကိုကျော်ဟင်းရင် ကိုကျော်ရင်အသေးပြီ ရှိတော့ဘူး မရှိတော့ဘူး မသိဘူးငါလည်းမင်းသားကြီးတွေကနေမင်းကိုတဘာဝမင်းသားဆိုပြီးငါလည်းတင်သားချတာ နေငါ့ကိုကိုကျော်ဟိန်းနဲ့နိုင်တာ ငါပြန်ခေါ်ပြီမယ် ကိုမျိုးကျော်ကနေပြန်ခေါ် အကိုမျိုးကျော်ရင် ကိုအာကာယေ ကိုမျိုးကျော်ရင် ကိုအာကာယေ ကိုကျော်ဟင်းရင် ကိုဂျွန်ကိုယေ ကျွတ်မင်းဖေကျွတ်ကွာသေးပြီဟာ ဟုတ်ပြန်နေလဲငါကျော်ဟိန်းနဲ့နိုင်မှာတော့ဟုတ် မင်းလည်းကောင်းတာပြောမယ်ငါလည်းကောင်းတာပြော ပြန်ခေါ် အကိုမျိုးကျော်ရင် ကိုအာကာယေ ကိုမျိုးကျော်ရင် ကိုအာကာယေ အဖိုးဆရာဘသူပါလိမ့်အဖိုးဆရာဘသူပါလိမ့် မသိရင်လဲမှတ်ထားပေါ့ကွာအဖိုးစရာစိတ်ကြမောင်နဲ့မသိရင်လဲမှတ်ထားပေါ့ကွာအဖိုးစရာစိတ်ကြမောင်နဲ့ မင်းရမတော့ကြောက်အဖဆရာဘသူပါလိမ့်အဖဆရာဘသူပါလိမ့် ဒီတဆာဆိုစိန်ပိုလင်းနဲ့ဒီတဆာဆိုစိန်ပိုလင်းနဲ့စိန်ပိုလင်းရင်ဒီတော့လောက်ပါဒီမိုင်းဒီကဖြဲထားဘာလို့လာတော့တာ ဟာဆိုင်တယ်အဲ့လိုလေးဆင်းတယ်လို့ပိတ်တက်ကပြင်းပြီးပြန်သွားမှာပေါ့ မင်းအတားလို့ချာချောက်ဒီပေါ်ကြတယ်မနဲ့ဝတ်သားမစားနိုင်ဘလို့လို့ ဟင်းခြေတော့ပေါ်ကြတယ်ဝတ်တမ်းဆိုင်နဲ့ဘာဆိုင်လို့ အကျော်လိုက် ဘာဆိုင် ဒီလိုဆိုင်စီမျိုးဟောဒီပရိသတ်ကပြင်းပြီးပြန်သွားဘယ်နဲ့လုံးမှာတော့ဒီပရိသတ်ကခင်မိတဲ့ပရိသတ် အေးလေ ငါတမျောကျေးရွာကပရိသတ်ခုခေတ်မှာတိတိတော်တွေဘာတွေတုံးနေတဲ့ပရိသတ် AI ခေတ်ကြီးမှာဒီလိုလေးဆင်းနေပရိသတ်ပြင်းမှာထိုးရတယ်အဲ့တော့ရှေ့ကဆိုင်မင်းသမီးလေးရွှေစင်မို့လဲပရိသတ်ကြီးကိုတိခတ်ဖြော်ပြရတာအမောပြေသွားအောင် အေး မင်းလည်းငါလည်းနောက်ကနေခုခေတ်မှာခေတ်စားနေတဲ့ခေတ်တချင်းလေးတွေနဲ့မြောက်ပေးမယ် ခေတချင်းလေးတွေနဲ့ ဟာဟိုတချင်းလေးကွာ1 2 3 4ရုံနာဖွင့်လို့ကြည့်ပါရုံနာဖွင့်လို့ကြည့်ပါရုံနာဖွင့်ကြည့်လားဆိုင်မင်းသမီးလေးရွှေစင်မို့ဟာလက်တန်တာလာတာဆိုင်မင်းသမီးလေးရွှေစင်မို့ဟာလက်တန်တာလာတာအပြောကောင်းလို့နှုတ်ကချိုရုပ်ချောတာလေသူရဲ့ပြူအပြောကောင်းလို့နှုတ်ကချိုရုပ်ချောတာလေသူရဲ့ပြူ Heavy ဖြူကစိတ်ဝင်စားရွှေစင်မို့လေးလား Heavy ဖြူကစိတ်ဝင်စားရွှေစင်မို့လေးလားရွှေစင်မို့ကအခုဆိုတိုင်ကုန်ကလေးနဲ့ဘာလို့လို့ရွှေစင်မို့ကအခုဆိုတိုင်ကုန်ကလေးနဲ့ဘာလို့လို့အောင်ရည်ချမ်းကဆွဲလို့ထားအောင်ရည်ချမ်းကဆွဲလို့ထားဘေလူကလည်းညာလောဘေဘေရေဘေဘေရေ ကိုကဒီဘက်ကအမှုကျော်ရိုက်လိုက်ဘာဖြစ်လို့တော့ အာရရဲပေါင်း ဘာဖြစ်လို့တော့ ရောက်ခမစော်ကမြင်းမျိုးဘလို့လို့ မြေကြီးတွေအဲ့လာပြီမြေကြီးတွေအဲ့လာပြီ စင်မျိုးဆက်ကဲကိုကအဲ့တော့ အဲ့ဒါသမီးခိုင်းနေတာရှေ့ကဆိုင်တရားခိုင်းနေတာရိုက်လိုက် အေးရရဲပေါင်းဗျာ ဘာဖြစ်လို့တော့ပြန်ပြီ သူကကိုတဲ့အကြီးဘယ်နဲ့လို့ ရရဲရကြီးခုနကြီးညာထားတဲ့ပါတယ်6ဘောက်တော့ထည့်ပြ မင်းချုပ်ဖို့တဲ့မှာ ဒီ မ မှာ ရရဲမရရဲဘူး ဘိုးတို့ရှေ့ကသမီးဆိုင်တရားခိုင်းနေတာရိုက် ဒီမဲ့နဲတဲ့လက်မန်းကြီးမဟုတ်ဘူး ဟ
ဒီလမန်းကြီးနဲ့သူကောင်းရိုက်လို့ကွဲတော့တော့ကဲညစ်ပဲနဲ့လုံးမညစ်တဲ့စီကြီးထွက်ရိုက် အဲ့ဒီကောင်ကြုံမရရဲဘူးရေ ခင်ဗျာဒီမှာရှက်နေတယ်မြခိုင်းနေရိုက်ဆိုရိုက် ဟာရရပါဦးဗျာသူများသားသမီးလက်ကားတွေကောင်းနေကွဲတော့ဘယ်လိုလုပ်မလဲ တော်သေးတယ်မရိုက်လို့တာပေါ့အဲ့ဒါမှကောင်းရိုက်ရင်ပြေးတော့အဲ့ဒါပဲ ဟေးဟေးဟေး တော်သေးတယ် မ မ တား ရိုက် ဒီ လို့တာ လေးဟုတ်တယ် ရိုက်လိုက်ရင်ဦးမကျော်ကောင်းဘယ်ထားမှလည်းမသိဘူး ဟာဦးမျိုးချော်ကောင်းကြီးဘယ်မှမထားနဲ့တော့ ဟေး ဘယ်လိုတော့ သူကောင်းကြီးငါရောင်းပလိုက်ပြီ ဟာဟေးဟေးမဆိုင်မပြောနေငါကောင်းကြီးဘာလို့ရောက်လာလဲ ဟုတ်တယ် ဟေး တို့ညနေကဆိုင်ကနေလာချင်းတို့ဟိုဘက်ကဘာရွာရဲ့မိုးပြူ မိုးပြီ မိုးပြူရွာမှာမင်းမိုးပြူမဟုတ်ဘူးကမိုးခွဲရွာမှာမင်းကောင်းကြီးငါရောင်းလိုက်တာ ဟေးဘာလို့ရောက်လာတော့ငါကောင်းကြီးကို ဝဲသွားတာမှာကောင်းမလေးတွေကဝဲသွားတာ ကောင်မလေးတွေက ဟုတ်တယ်အဲ့ဒါငါလည်းမေးတာပေါ့နော် ဘာလို့ကိုဝ ဟဲ ယ် ကောင်မလေးတွေရဲ့လို့နေနဲ့ရှာဖွေဖွေဟဲလို့ဒီကွန်မျိုးကြော်ကောင်းကြီးဘာလို့မှတော့လို့အဲ့ဒီလိုမေးတော့ तू ကပြန်ပြောတယ်ကောင်မလေးတွေက ဘယ်လိုပြော မလေးကိုကကာရဲတဲ့ကျမတို့အစီကံလိမ့်နဲ့တိပောက်ရတာမလွယ်လို့တိပောက်ခွက်လှုပ်ချင်လို့တဲ့ ဟုတ်တယ် ဒီကောင်းကြီးမြန်ကောင်မလေးတွေတေးပေါက်ခွက်လုံးမယ်ဟုတ်တယ်နင်ကောင်းကြီးပါရောင်းခဲ့ပါလားဟုတ်တယ် ဦးမျိုးကျော် ဘာလို့ ခဏစိုင်းတဲ့ကိုဘယ်လိုဆက်လိုက်တာတော့ ငါလူရှင်တော်လေပရိသတ်ကြီးပြီးရငါပြောကြပြော ကလေးကြိုက်စင်ပေးမှာ နင်လည်းတီးတယ် တရား ဆက်တီး ဆိုင်တာတရားရှိအောင်ရှင်းမှာပေါ့ ဟာနိညပါပြစ်နေတာတော့ ခဏပါရှင်းတာ ညပါပြစ်နေတာတော့ ခဏပါရှင်းတာတော့ ငါတမင်စားခြင်းနဲ့ ဟိုကကျွေးပြီးပြီသမီးကျွေးပြီးပြီ ဟုတ်ကူငါခုထက်စားနေလို့ သူကပြောရရှိ ညပါကောင်းမို့လို့ ခဏပါကောင်းတော့ ညပါကောင်းလို့ ခဏပါကောင်းတော့ ငါပြီးတော့ ရမေးကျန်တဲ့စကားပြောလို့ရတယ် စားချင်တာလေ ကျန်တဲ့စကားပြောလို့ရတယ် နင်မတူကမင်းငါလာပြီးသူနင်းထုတ်တယ်ဆိုဘာတော့ ခဏတည်းဒီမှာစိုင်းစီရခဏတရားရှိအောင်ရှင်းမှာပေါ့ ဟုတ်တယ်ငါလည်း ခဏကတရားရှင်းမရတော့မှတင်းကြိုးစားမစားတီးနေတာ အေး ခဏစစ်တရားရှာလို့ ကလေးကြိုက်နေစမငိုးပါနဲ့ဒါလေးပြော ရီးနေတာ မင်းမျက်နှာငုံမှမသိမှမသိ တို့မျိုးအဲ့လိုချောတာ ဘလူးမျိုးပါမင်း ဘသူအမျိုးတုံးချောလှနေလို့ ငါလည်းမသိပါဘူး ကဲဦးမကျော် ဟာတော့ ခဏစိုင်းတဲ့တမီလုံးဝမကြိုက်ဘူး ဟမ် နောက်ကစိုင်းဘက်ကိုတခြားကြည့်လိုက် ဆိုင်ဘုတ်က ကျော်သူခိုင်းသူရှိနေဖို့စိုင်း တို့သူကန်သူတိုင်းမင်းသမီးရွှေနေဖို့ထရေရောင်းသည် ဟာဘယ်နဲ့ထေးချောင်းမရုပ်တော့ကတေချာကြည့်တေချာကြည့်မဲ့ ကောင်းတော့ ဒီမဲ့တေချာကြည့် ဟာတော့ ကျော်သူညီခိုင်သူဆိုင်မသမီးလေးရွှေစင်ဖို့မုံတိုင်းချုံ ပြောမှာဘူးဆို ရင်းပြောမှမဲနည်းနည်းထရေရမှနည်းနည်းအဆင့်မြင့်နေ ကဲဦးမကျော်နောက်ကစိုင်းဘက်ကိုတခြားကြည့် တိပြီပြီ လူရှင်တော်မျိုးကျော်လည်းမပါဘူးနော်ဘယ်တော့မှမပါဘူးနော် အဲ့တော့ဘာဖြစ်တော့ ခမရအောင်မလိုဘူး ဟမ် ပြန်လိုက်တော့ မစကားတွေကျွန်းကုန်မယ်မလုပ်နဲ့ ဟာကိုကစဉ်းစားကြည့်လေ ဆေးဆောင်ငါနွားလားဆေးဆောင်နွားလားကဲ ကိုလည်းအကောင့်မှာ ဘာညီတို့နေအောင်ရဖြစ်တာတော့ငါဘာမှမပါဘူးငါကြားတယ်ငါလာ ခ လာ ဏ လုံးမ ညား တိုင်း ရ ဘူး ရှာ မဟုတ်နင်းတော့ငါ तू ကပြန်လွတ်နေတာဘာနဲ့လို့ အဲ့ကြောင့်မလို့မ ပြန် ပြော လိုက်ပြန်လိုက် ဟာငါပြန်ရမှာငါဒီပြန်ရမှာလားငါဒီချိန်ပြန်ရမှာ ပြန် နေကိုကြီးခဏလေးနေဦး ဟာလို့ ညီမလေးနဲ့ခဏလေးနေဦး အမှတော့မရှ ရှေ့ င်း က ရှင်းတယ်ကိုစိုက်မ ပရိသတ်တွေနေဦးလို့အရှိကနေပြီးတော့ပဲလော်လော်နဲ့ဒါပတ်တော့ နင်းလည်းပြောမှမြန်ပြော ပြောမယ်ဘယ် ပြော လို ငါရိုက်ပြီးလိုက်မယ်မဲ့ ပရိသတ်တွေလည်းရှိတယ်အာနာဖို့ကောင်းတယ်မင်းဒီဆိုင်နဲ့လိုက်နေတာကြာရွှေသဘောကြောင့်မင်းမသိဘူးလား သိဘူး သူ့ကိုဖြူလာပြဲလာငေါ့ရင်ပြောရင်မကြိုက်ဘူး အဲ့လိုလို့မကြိုက် ခ ဘူး လေး လား ကိုချော့ပြောလို့ရတယ် မင်းနေချော့ကွာငါချော့မင်း ငါကြောင့်ငါသိတယ်ငါချော့ပြောပြမယ် ချော့ ဒီလိုလေးချော့ရင်ရတယ်ရွှေသဘောညီမလေးကိုပြောပြမယ် तू က ညဘက်တော့ပေါက်လဲပိတ်ထား ပြောတာငါပြောလေရပါ မပြောနဲ့မရဘူးမပြောနဲ့လို့ မင်းကကြော်တင် ကိုကတမျိုးကိုပါတာကိုနေသမှာ ခေါင်းပေါ်ကြက်ချီတုံးကြီးပြုတ်ကြအောင်ငါရိုက်လိုက်မဟုတ် ကဲဦးမကျော် ဘာလို့ ခဏဆက်ဖက်သူလည်းမရှိဘူးပြန် ဒီမှာရွှေတင်ဖို့ ဘာလို့ ညီလိုဆိုင်မင်းသမီးတေးတေးကွဲကွဲအနှုတ်ဆုံးကုတ်ဆုပ်လေးကမြန်ငါဒီလိုပြောတယ်ဟုတ်လား ရရမရှိတော့ နင့်လိုတေးတေးကွဲကွဲအနှုတ်ဆုံးကုတ်ဆုပ်ဆိုင်မင်းသမီးမပြောနဲ့ အဲ မြန်မာနိုင်ငံမှာကဘာနဲ့ချီပြီးထိုးလာတဲ့အောင်လာအိုင်ဆိုင်ဘယ်နိုင်ငံသားတွေကိုဘလောက်ပဲအနိုင်ယူလာမျိုးကြော်နဲ့လဲတွေ့ရောတစ်ချက်တည်းထိုးလိုက်တာအဲ့ဒီကောင်မျက်လုံးကိုပြားသွားတာ ဟေ့မင်းဘာနဲ့ထိုးလိုက်တာတော့ ဓမီနဲ့ ဓမီနဲ့ထိုးမှာတော့မျက်လုံးပြမှာပေါ့ဟုတ်တယ် ဟုတ်တယ်သူကငါတို့ပြန်ထုတ်တာတော့ အဲပါခဏပြန်လိုက်တော့ အမေမြန်မာနိုင်ငံမှာလူမိုက်လူလေးယောက်တက်ပြီးထောင်ကထွက်လာတဲ့ကောင်မျိုးကြော်နဲ့လဲတွေ့ရောမျိုးကြော်အိတ်ကတ်တွေကစာလေးထုတ်ပြလိုက်အဲ့ဒီကောင်ငိုးသွားတာ ဟုတ်ပြမင်းစားတဲ့ဘလို့ရေးထားတာတော့ အဲ့ကောင်ဖေးမေးသေးပြီလို့ အေး စာလေးတွေကိုလူမိုက်ကငိုး မင်း ပြန် ဒီ သွား မှာတော့ငိုမှာပေါ့ဘယ်သူရှိနေမှာတော့ နာပြန်လိုက်ပါတော့ ပြန်ရမယ် ပြန် ပြန်တော့ပြန်ဟဲ့ကောင်ငါပြန်ခိုင်းတာဟုတ်တယ်တော့ကြဟောဒီပရိသတ်က
ဟာတဲ့နောက်တစ်ခါပွဲငါလို့လာလို့လူရှင်တော်ချောချောလာမျိုးကြော်လေးမပိုင်မငါဘူးဆိုဘယ်နဲ့လုံးမှာတော့ငါလိုက်ဘူးနော်အဲ့တော့ အေးပါဦးမကျော်ခဏပြန်လိုက် ပြန်ဆိုပြန်မယ်ဒီမှာရွှေစင် ဘ ဖို့ ယ်နဲ့မပါလဲဖြစ်တယ်ဘာလို့ နေဆိုင်တဲ့တိုင်းမှာမျိုးကြော်လို့ကောင်သမင်းစားတာမဟုတ်ဘူး ပြောချလိုက် မဲသူကပြောရှိတယ်အဲ့ဆိုအိမ်မအောင် ငတ်နေတာပဲ ကျော်ရဲ့ ဟုတ်စားရတယ်ဟဲ့ အားရတယ်လို့နေလေညီငယ်နေဟာ ဖြည်းဖြည်းလောက်ပါနာကြီးပြတ်ပါအောင် အိမ်ကြမှာစားပြန် ပြန်မယ် ပြန် ဒီမှာသောရှိနေတယ်ပြန်ပါငါလာပြီးလို့မလုပ်နဲ့ဟေးဘုဘကငါတပည့်လေးကားထုတ်တော့ကွာပြန်မယ် ဦးရှင်တော်တရားလည်းဘာဖြစ်ဘူးရွှေစင် ရွာလာတော့ဆိုင်ကစီစင်းကြည့်လို့တဲ့ဆိုင်ကစီစင်းကြည့်လို့သူကတော့ကတ်လိုက်တော့ကောင်ကားတယ် ဆိုင်ငယ်စီစီပေါ်ငါကားနဲ့လာတာမင်းငါကားတာမကြားလိုက်ဘူးလား အေးမြင်ဘူး ငါ အောင် ကားစီမကုန်ဘူး ဘယ်လိုလာတာတော့ အင်ဂျင်မပါပဲနဲ့ နေလေညီကအင်းချင်းမမမေးဘယ်လိုတွန်းလာမှာ ပြန်မယ် ပြန်ပြန် ဟိုနောင်နောက်ကဦးတို့တော်တို့ဟိုရွှေတင်မိုးလေးကပြန်လွတ်တာနော်တတမျိုးကျော်ပြန်မယ်နော်တတ ဒီဝဲတာတာ ငါကိုကားတိုင်မှာကြောက်ရသေးတယ်ရဲ့ ဘာမှအောက်ကိုမရအောင်ဦးရှင်တော်ခေါင်းဆောင်ဖြစ်ပြီးတော့ မက်ကရောမက်ကရော တမီးကအောက်ကိုမသွား မက်ပေါ့ ညီလေးတို့ညီမလေးတို့ဦးမျိုးကျော်ပြန်မယ်နော်ပြန် ပြာ ငါသားသားနေ လ ဗျာ မ်းပါလား လန့်တာလူလက်တိုက်မိပါအောင်မယ် ဘာတော့မသိ သားသားပြအောင်မယ်နော်ဒါကြီးပဲ ပြန် လား လာ ဟုတ် ရခဏခဏလာကြ တယ် ဘာမှမဟုတ်ဘူးဘာမှအောက်ကိုတော့မရအောင် ဘာကြီးရဲ့ညီညီပြောတာမကြောက်ဟိုဘက်ကအော်လိုက်တာကြားရတာဘာပြောလိုက်တာတော့မသိ ဘာလို့ အော်ပြန်တဲ့ကဲပြန်ကြတယ်ပြန်ကြတယ်ဟာ နင်းလို့ ကဲ ဘာမှအောက်ကိုမရအောင် ဟုတ်တယ်ညီမက်ပေါ့ ညားတရားရှာလို့ ဟုတ်ပါကလေးကိုဘာတွေနဲ့နိုင်လို့နိုင်မှလည်းမသိဘူး ဒီရုပ်လေးနဲ့ စက်တရေကိုတော်တော်တုံးတယ်စက်တရေတော်တော်တုံးတယ်နော်ဘာတွေနဲ့နိုင်လို့နိုင်တော့မှလည်းမသိဘူး လက်ညိုးကတမီးတက ချ ယ် င်တယ် အောက်ကိုမ ငါတော့မှကိုရလို့ရှိတယ်ညီမလေးဘာမှအားငယ်စရာမလိုဘူးတဆိုင်လုံးကိုရလာပါနဲ့ထိ ညမဲ့နေတာတ ဘာ ဆိုင် ဖြစ် လုံး တာ မှာ ဘာဖြစ်တာတော့ကိုကိုဆောက်ချက်မ လုံး လို့ မှာ ပြောတာ နော်အချောဆုံးလေးအလားဆုံးလေးဒီဘက်က ကျွန်တော်အာကူတော့ ကိုအား ချားစကောတာကိုအားတဲ့ရွှေရွှေသူကကိုအားဆိုတော့ကိုလည်းဖျားဆိုတယ်ရွှေရွှေ ကိုက မဲလဲရောက်တော့ပြီဇင်းဇင်း ပလာတာ ဒီချာကိုဘာပြောနေတာ ပြည့်လောက်ပါ ဟုတ်တယ်ကိုကလည်းမဟုတ်ဘူးပလာတာတဲ့ တမီးအကူကြီးတွေများတာ ညီမလေးတို့10လောက်ပေးလိုက်မယ် ရှယ်လုပ်ပေးနော် ဟုတ်ပြီနော် ငါတညောရှင်မရရတော့မှတမီးကျိုးစားမသားတီးမှာ ရှယ်စူးစမ်းလိုက်မယ် ဘွားသားကိုင်းထက်လိုက်ရှေ့ကနေဒီလိုလေးတယောက်မယ်နော် ညီမလေးရဲ့ကြိုက်ကိုရစိတ်ပေးလိုက်ဟောနေသားမဘေးရောက်ကြကြရွှေစဘောအကြိုက်ကိုဒီလိုလေးဆင်းပလိုက်မယ်တတိယ1 2 go ရွှေစဘောနဲ့တွေ့ကြတာတော့ကြရင်လားဗျာရွှေစဘောနဲ့တွေ့ကြတာတော့ကြရင်လားဗျာလူတိုင်းတစ်ဖြတ်ရေးပတ်စာရွှေစဘောလေးလားလူတိုင်းတစ်ဖြတ်ရေးပတ်စာရွှေစဘောလေးလားရွှေစဘောလေးချောလိုက်တာမင်းမြင့်မို့အတိုင်းကွာရွှေစဘောလေးချောလိုက်တာမင်းမြင့်မို့အတိုင်းကွာခင်ဝေးဝါနဲ့ရုပ်ချစ်တာရွှေစဘောလုံးမခင်ဝေးဝါနဲ့ရုပ်ချစ်တာရွှေစဘောလုံးမဆိုင်ဝိုင်းထဲမှာတီးနေတာချစ်စရာလေးပါဆိုင်ဝိုင်းထဲမှာတီးနေတာချစ်စရာလေးပါတီးလိုက်စဟဲဝိုင်းတော်တာတီးလိုက်စဟဲဝိုင်းတော်တာဘာကွက်တော်ကြီးလားထိုင်မီလို့ထိုင်မီတတ်တာ ဘာမှမဟုတ်ဒီလိုလူလေးကြီးနေပဲ ဒေါ်ကွဲထော်တယ်ငါဘေလူဝါတော်ဒီ နောက်ကထလာ ဒေါ်ကွဲတော်ဆိုတော့ဒါမျိုးကြီးပေါ့ လို့ပြော နားလေနားလုံးမှာပိုးစိုးနေခမောင်းနဲ့မပြောတော့ဘူး မပြောတော့တဲ့ရောင်အိတ်မလား အဲ့မတော့မယ်ဟာဟဲ့ဘယ်နဲ့ဟဲ့မလို့ရှင်းဆိုင်တီးအောင် သူကမပြောတော့ဘူးဆိုလို့ပေါ့ ဆိုင်တီးအောင်မှာ အဲဆိုင်မတီတွေဟိုဟာတွေကဘယ်တော့ပြန်မလို့လား ဘာလို့တော့ ခစ်ကြိုက်တဲ့ပြိတ္တတွေကလည်းရှိသေး ရှိ တယ် သေးတယ်ခင်ဗျာကြီး ခစ်လူငယ်တဲ့တချင်းနဲ့အများကြီးဆိုပြုံးမှာ ဟုတ်တယ်သချင်းလေးဆိုပေးမယ် တမီးရဲ့ကျေးဇူးရှင်
အလူတကအလုံးမမြောက်သမီးကုန်းမှုမယ်ရှင် ဟုတ်ကဲ့ ကုန်းပြုတ်ပြီးတော့ခိတချင်းတွေအများကြီးဆိုပေးမယ်နော်ဆောင်ပါအောင် ခဏလေးပါဟိုအတန်လေးဖတ်ထားတာပါတယ်မလားအော်တန်လေးပါဘူးဝင်နေတယ်ရတယ်အော်ပလေးဒီအော်ကဲ ဦးမျိုးကျော် သမီးလေးရွှေစင်မို့ အကွာက မလေးဆွေးနေဖို့ ငါတမျိုးကြီးရသမီးရဲ့အလူတကကြီးဦးကျော်ရဲ့လွင် ဟုတ်ကဲ့ သမီးရဲ့အလူတိုင်းကမာဒီဒေါ်တိတ်တိတ်ဝင် ဟုတ် တာကိုရှင်ပြုတ်သမီးကိုမျက်နှာသားတဲ့အလူတော်မင်္ဂလာပွဲကြီးပါ မမ အလူတော်ရက်လည်းတကယ်ပါစီကလာပါတယ်နော် ဟုတ်ကဲ့ ပြည့်တဲ့တယ်လည်းအများကြီးလာအားပေးကြတာ အ အ များ များ ကြီး ကြီး ဒီလိုအားပေးတော့သမီးကလည်းတရားရှိတာပေါ့ရှင် ဟုတ်တယ် သမီးရွှေနေဖို့ဟောဒီအားပေးနေတဲ့ပြိတ္တကြီးနဲ့သမီးတရားတော်ဝန်တာပါတယ်